မြေစာဆက်မိမနိုင်ငံသို့လိုက်၍ပျက်စီးဘူးသည့်အကြောင်းပစ္စုပန်ဝတ္ထုနတ်နှင့်တကွလူကိုဆုံးမတော်မူတတ်သောတပ်ပညုမြတ်စွာဘုရားသည်နမံတိတံနမံအုံနံအစရှိသောဂါထာဘုတ်ဖြင့်တစားဆင်အပ်သောဤမြေစာဆက်ကိုဇေတွင်ကျောင်းတော်၌နေတော်မူစဉ်မယားဟောင်းဖျားယောင်းသောယဟန်ကိုအကြောင်းပြု၍ဟောတော်မူ၏ထိုစကားသည်မှန်၏ထိုအခါမြတ်စွာဘုရားသည်ထိုယဟန်ကိုယဟန်တင်းသည်ညင်းငွေတရဟုသည်မှန်သလောဟုမေးတော်မူ၏ဘုန်းတော်ကြည်သောအရှင်ဘုရားမှန်ပေ၏ဟုလျှောက်၏အဘယ်သူသည်ညင်းငွေစေအပ်သည်နည်းဟုမိန့်တော်မူ၏အရှင်ဘုရားအကျွန်ုပ်၏မယားဟောင်းသည်ညင်းငွေစေအပ်၏အကျွန်ုပ်သည်နူးညံ့သောလက်အရသာရှိသည်၏အဖြစ်ကြောင့်ထိုမယားဟောင်းကိုစွန့်ခြင်းကမတတ်နိုင်ဟုလျှောက်၏ထိုအခါထိုယဟန်ကိုမြတ်စွာဘုရားသည်ယဟန်ဤမိမသည်ယခုသာလျှင်သင်၏အကျိုးမဲ့ကိုပြုသည်မဟုတ်သေးရှေ့၌လည်းပြုဘူးသည်သာလျှင်ဒီဟုသင်သည်ထိုမိမကိုမှီ၍တည်ခြင်းကိုရောက်လူသည်ရှိသောငါကိုဆွဲ၍တည်ခြင်းမှလွတ်ဖူး၏ဟုမိန့်တော်မူ၍အတိတ်ကိုဆောင်တော်မူ၏အတိတ်ဝတ္ထုလွန်လေပြီးသောအခါဘာနတိပြည်၌ဗြဟ္မဒတ်မြည်သောမင်းသည်မင်းပြုသည်ရှိသောဖျားလောင်းသည်ထိုမင်း၏ပရောဟိတ်ဖြစ်၏ထိုအခါတငါတို့သည်မြစ်၌ကွန်ပြစ်ကုန်၏ထိုအခါတကောင်သောငါးကြီးသည်ကာမဂုဏ်၌မှုလျော်သည်အစွမ်းဖြင့်မိမိ၏ငါးမနှင့်တကွကျက်စားလျက်လာ၏ထိုငါးကြီး၏ငါးမသည်ရှေ့၌သွားသည်ရှိသောကွန်နံ့လန်လာ၍ကွန်ကိုရှောင်လွဲ၍သွား၏ကာမဂုဏ်၌မမောသောလျှက်ပေါ်သောငါးကြီးသည်ကကွန်တွင်းသို့သာဝင်၏တငါတို့သည်ငါးကြီး၏ကွန်တွင်းသို့ဝင်သည်အဖြစ်ကိုသိ၍ကွန်ကိုချီ၍ငါးကိုယူ၍မတက်မူ၍လျင်သဲပြေ၌ပစ်ချ၍ဤငါးကိုမိကြီး၌กิน၍စားကုန်အံ့ဟုမိကြီးကိုပြု၏တကြင်ကိုရွေကုန်၏ငါးသည်မိကြီး၌กินသောဆင်းရဲသည်၎င်းတကြင်ရှုသောဆင်းရဲသည်၎င်းတပါးသောဆင်းရဲသည်၎င်းငါကိုမနှိပ်စက်နိုင်ထိုငါးသည်ကာမဂုဏ်၌မှုလျော်သဖြင့်တပါးသောငါးမသို့လိုက်အောင်တကားဟုထိုငါးမအားငါ၌တပါးငါ၌အကျဉ်နှလုံးမသာခြင်းကိုရောက်လက်တံထိုငါးမအားဖြစ်လက်တံသောနှလုံးမသာမရာခြင်းသည်လင်ငါကိုနှိပ်စက်၏ဟုငိုကြွေးလိုသည်ဖြစ်၍နမံတိတံနမံအုံနံနမံဇာလသမိန်ဘာဒနံယင်စမံမညာတေမြစ်စီအဉ္ဉံသောရတိယာကတောဟုသောဤဂါထာကိုဆို၏မံငါကိုတိတံရေမထုတ်သောကာလ၌ဖြစ်သောချမ်းခြင်းသည်နဘာဓမတိမနှိပ်စက်မံငါကိုအုံနံအချမ်းကင်းသောကာလ၌ဖြစ်သောပူခြင်းသည်နဘာတတိမနှိပ်စက်တဏိကာမံငါကိုအုံနံမိကြည်တို့၌ကင်ခြင်းလျင်အရင်ရှိသောအပူသည်နဘာတတိမနှိပ်စက်မံငါကိုဇာလသမိန်ကို၌ဗာရဏံတက်ချင်းဟုဆိုအပ်သောဆင်းရဲသည်နဘာတတိမနှိပ်စက်စဧကံတေနစင်စစ်သဖြင့်မံငါကိုမျက်စိငါးမသည်သောထိုငါးသည်အဉ္ဉံငါမတပါးဖြစ်သောငါမသို့ရတိယာကာမဂုဏ်၌မှုလျော်သဖြင့်ကတော့လိုက်လေပြီးဣတိဤသို့ယံမညက်တေအကျဉ်အောင်းမေလိတ်တန်ထိုသို့အောင်းမေခြင်းသည်သာလျှင်မံငါကိုဗာတတိနှိပ်စက်၏ထိုငါမသည်ကိုယ်၌ကြသောငါကိုဤတငါတို့သည်ယူအပ်သည်အဖြစ်ကိုမသိသည်ဖြစ်၍ငါကိုမမြင်သည်ရှိသောတပါးသောငါမသို့ကာမဘုံမှုလျော်သဖြင့်လိုက်သည်ဖြစ်လက်တံဟုကြံလိနှလုံးမသာယာခြင်းသို့ရောက်သောငါမ၏ထိုကြံခြင်းသည်သာငါကိုနှိပ်စက်၏ဟုသဲပြင်၌လောင်းလျက်ငိုကြွေး၏ထိုအခါပရောဟိတ်သည်ကျွန်းအပေါင်းခြံရန်လျက်
ရေချိုးအံ့သောငါမြစ်စိတ်သို့လာ၏ပရောဟိတ်သည်ကခတ်သိမ်းသောတရားဝါတို့၏အတန်ကိုသိ၏ထို့ကြောင့်ပရောဟိတ်အားငါ၏ငိုကြွေးတံကိုကြား၍ဤသို့သောအကြံသည်ဖြစ်၏ဤငါသည်ကိလေသာ၏အစွမ်းဖြင့်ငိုကြွေး၏ဤသို့ထိုငါသည်ကိလေသာနှိပ်စက်သောစိတ်ရှိသည်ဖြစ်၍တေသည်ရှိသောငရဲ၌လင်ဖြစ်လက်တံငါကဤငါ၏ကိုးကွယ်ရာဖြစ်လက်တံဟုတန်ဃာတို့၏အထံသို့သွား၍အိုတန်ဃာတို့တင်တို့သည်ငါတို့အားတနေ့မျှလဲဟင်းလျာကိုငါကိုမပေးကုန်ဟုဆို၏တန်ဃာတို့သည်အရှင်တို့သည်အသို့ဆိုကုန်သည်နီအရှင်တို့သည်ကြိုက်လေသလောငါကိုယူ၍သွားကုန်လောဟုဆို၏ငါတို့အားတပါးသောငါဖြင့်အလိုမရှိဤငါကိုသာလင်ပေးကုန်လောဟုဆို၏အရှင်တို့သည်ယူကုန်လောဟုဆို၏ဖျားလောင်းသည်ထိုငါကိုလက်နှစ်ဖက်ဖြင့်ယူ၍မျက်နှာ၌နေ၍အိုငါသည်ယနေ့တင့်ကိုအကယ်၍မမြင်အပ်တင်သည်အသက်ကုန်ခြင်းသို့ရောက်ရာ၏ယနေ့မှစ၍တင်သည်ကိလေသာအလိုသို့လိုက်သည်မဖြစ်လင်းဟုဆုံးမ၍ရေ၌လွတ်၍ရေချိုး၍မြို့သို့ဝင်၏မြတ်စွာဘုရားသည်ဤဓမ္မဒေသနာကိုဆောင်၍တစ္ဆာတို့ကိုပြတော်မူ၍တစ္ဆာကိုပြတော်မူသည်၏အဆုံး၌ညင်ငွေသောယဟန်သည်သောတပတ္တိဖို့၌တည်၏ဇတ်ပေါင်းမြတ်စွာဘုရားသည်လည်းအနုတ္တိကိုဆက်၍ယခုအခါမယားဟောင်းသည်ထိုအခါငါးမဖြစ်ပြီးယခုအခါညင်ငွေသောယဟန်သည်ထိုအခါငါးကြီးဖြစ်ပြီးယခုအခါငါဘုရားသည်လင်ထိုအခါပရောဟိတ်ဖြစ်ပြီဟုဇတ်ကိုပေါင်းတော်မူ၏မိမလိုလိုက်ပျက်စီးဆိုင်အမိုက်တွေ့ကငါးတော်ဝါလေးခုမြောက်သောမြစ္ဆာဇတ်သည်ပြီး၏